မှာရောက်ဒီကလေးတန်လို့လာပြီမိုးလေးတော့မေးဒါတော့ညီမလေးရဲ့အချိန်ဆိုရလူကိုမစောင့်လို့နေကွယ်ကိုလက်ကိုတန်ရှိတာစိတ်ဓာတ်ကိုစူးစီးတာဒီနေ့ဒီခါတော့ကိုမျောလေးခြင်းစေတွေ့နေတာဘာသာရတဲ့ချင်းတွေ့ကြပဲဆိုဆိုစီစီဘာမှမများကြနဲ့ကဘာမြေအတွက်မင်္ဂလာရှိတဲ့အချိန်ဝဲဒီအောင်လို့ရှူရှိုက်ချာကဘာဝကိုမြည်ဝဲကြabout